ဘာလို့ပဲလို့ကိုယ့်ဘက်ကနေမဖြစ်မနေလုပ်ပေးရမှာဆိုစေနာပါအောင်ထည့်လုပ်ပေးပါမကောင်းတဲ့လူကလုပ်ပေးရတာစေနာကိုမပါဘူးဆိုတဲ့အတွင်းနဲ့လုပ်ပေးရတာမျိုးမဖြစ်ပါစေနဲ့အဲ့ဒါဆိုရင်ကိုယ့်ဘက်ကလုပ်ပေးရပြီးမဲကဒီမနေတော့စေနာမပါတဲ့အတွက်တင်မဲရှုံးပါတယ်စေနာရဲ့အကျိုးကိုဒီလူစီကမရလဲနောက်လူတယောက်စီကနေအကျိုးပေးတာမျိုးကိုခံစားရနိုင်ပါလေစိတ်ထားတဲ့ရင်မြတ်တယ်ဆိုတာအဓိကစေတနာပါတဲ့စိတ်ကိုပြောတာဖြစ်တယ်ဟုတ်ကဲ့နော်မရှိဘူးဟိုကဟောပါလို့ရှိရင်အားကြီးစကားလည်းပြနော်ဟုတ်လို့သွားဒီရသွားသူဖုံးမဲ့ဆိုင်တော့မသွားတော့ဘူးဖုံးဆက်လိုက်ဒီဘဲကင်းရလဲဒါကျွန်တော်တို့မင်းမော်စီအုပ်စုဟိုတော်များသုံးထားရပဲဒီမှာနော်ဒါဒီကွင်းမှာဆိုရင်ဒီကွင်းဒီ area အမှာဆိုရင်ဒါပဲအစောဆုံးပေါ့အစောဆုံးတော့ပြောရပါလက်ရှိတော့ကွင်းထွေးနဲ့ဝင်နေတဲ့သဘောရှိတယ်ဗျကွင်းထွေးရှင်စီးဘလို့ပြန်လာကြရှင်မရဒီစားပါနော်အဘိလေးစားရဒီတော့ဟော